ချိန်ကြပြီချိန်ကြပြီ ဟဲ့နင်ကြားလိုက်လားစွန်းနာကလေသူတို့နှစ်ယောက်အချင်းကြပြီဆိုပြီးထွက်သွားတာဘာသွားလောက်တာလဲမသိဘူးနော် အဲ့ဒါပဲငါလည်းသိချင်နေတာဒင်းတို့ကလေမဟုတ်တိုင်းဘာသွားလို့နေလဲမသိဘူးနော် ငါပြောလာပြီစားပြီးပြောလာပြီ ဟဲ့ဟိုနေ့ဒါကဘယ်ကပြန်လာရုံးမှာမဟုတ်တဲ့လို့ကိုမစင်းစားနဲ့နော်ငါဒါပဲပြောမယ် မလုပ်ပါဘူးဆိုင်တားအချိန်ကြပြီအေးကွာအချိန်ကြပြီ မိုင်းလုံးနေကြတယ်အာလက်ဆက်သက်တော့အချင်းကြပြီဆိုတာနင်တို့ကဒီလိုကို ဒင်းတို့ကကင်းဘူးချွေလာခိုးတောက်နေကြတာဟုတ်လား မဟုတ်ပါဘူးမဟုတ်ပါဘူး ဩမင်းတို့နှစ်ယောက်ကဒီလိုဟမ်လက်ပူးလက်ချက်မိရဲဆိုတာဒါမျိုးကိုပြောတာမင်းတို့တွေငင်းမမစင်းစားနဲ့